Okay ဒါဆိုရင်တော့ထုတ်ဘူးတုတ်တပွဲရပါပြီအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရှမ်းတောင်ကဖုန်ကြီးကျောင်းတွေမှာကျောင်းကတော့လာတဲ့သူတွေကိုရိုးရအစားအစာနဲ့ဘလို့အခန့်လဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာကြည့်ကြည့်နော်အစာမုံလာပြည်နေ့ကဖုန်ကြီးကျောင်းကတော့သွားဖို့ကိုအဖွားကအဝေးကျောင်းသွားခြင်းနဲ့ဆိုလို့အဲဟိုကနေကားနဲ့မိနစ်30လောက်မောင်းရတဲ့အောက်ချီနာလေးက300ကျောင်းဒီကိုသွားပြီးတော့မှကတော့ဖြစ်ခဲ့ပါတယ်ဒီမှာအခုသွားနေတဲ့ကျောင်းကဟိုးတောင်ချီအောင်နာလေးနာမှာရှိတဲ့300ကျောင်းလေးပါဒီကျောင်းကကျောင်းထိုင်ပုံပုံတစ်ပါးတဲ့တင်းသုံးနဲ့300ကျောင်းဖြစ်တာမို့လို့ကျောင်းဆောင်ကြီးကြီးမားမားတွေမရှိဘူးပေါ့နော်ပုံဝင်ချင်းကလည်းအပင်တွေတောင်းတွေတဘာဝတရားကြီးပဲဆိုတော့ရောက်သွားတာနဲ့စိတ်ထဲမှာအေးချမ်းသွားတာမျိုးကိုချက်ချင်းခံစားရပါတယ်ကျောင်းထဲကိုဝင်လိုက်တာနဲ့စတူဒီတာမန်နေဂျာကကြိုးစားနေပါတယ်တဲ့ချိန်ကစူးစားချိန်နေပြီဆိုတော့ဖုံဖုံစူးစားတာကိုစောင့်ရင်းနဲ့ရင်းနှီးချမ်းတောက်ဖို့ပြောတာနဲ့ဝင်လာကြတယ်ပေါ့နော်ခွာနေတော့ပါစားကရင်းနှီးချမ်းနဲ့လက်ဖက်ပဲထင်တာပေါ့နော်ဒါပေမဲ့မမျော်လင့်မဲ့နဲ့တပူတုပ်ပကံကြီးတွေရောက်ချလာပါတယ်အဲတော့သိမပြောကြဘူးပေါ့နော်သူတို့ကဧည့်သည်တွေလာမှတပွဲချင်းစီပြင်မိရမို့လို့လက်လက်ဆက်ဆက်လေးစားရတော့ပို့ပြီးရတာရှိရလို့ခံစားရပါတယ်အဲ့ဒါနဲ့3ပွဲစားခဲ့ပါတယ်ဘိုက်လေးပြည့်ပြီဆိုတော့လိလာစူးစမ်းပေါ့နော်အလင်ရတဲလေးကဖုံဖုံတင်းတုံနဲ့ចောင်းဆောင်ပါဒါကတော့ရိုးရိုးရှင်းရှင်းတရားနာမန်တက်လေးပေါ့နော်ဒီလည်းများလာပြီးထိုင်ဆောင်ရတာလည်းကြာပြီဆိုတော့တောင်ပေါ်တစ်ချက်တက်ချီပါတယ်ပုံမှာတော့ဆောက်လက်ဆចောင်းဆောင်လေးတွေ့ရပေါ့နော်အပေါ်ကနေအောက်ဖက်ကျောင်းပြင်မြင်ရတဲ့မြင်ကွင်းကပို့ပြီးတော့မှလာတယ်တောင်းနေတဲ့ကျောင်းဆောင်လေးကိုကြော်ပြီးတော့ဆက်သက်သွားရင်တော့ပြန်လန်းတောင်းထရောက်ပါပြီဒီမှာတော့အပင်တွေပဲရှိပါတယ်အပင်တွေပဲရှိရဆိုပေမဲ့ဟိုးအဝေးကတောင်ပတ်ပတ်လေးကိုမြင်ရတဲ့မြင်ကွင်းကအရန်လာပါတယ်ဒီကြောင်းလာရင်တော့ဒီ view လေးကိုမဖြစ်မနေတက်ကြည့်ဖို့ပြောချင်ပါတယ်။ရှောက်ပတ်ကြည့်လို့လည်းပြီးပြီဆိုတော့အရင်အရသာရှိရဲ့ထုတ်ဘူးတုပ်ပင်စင်တာလေးကိုတွက်ကြည့်ဖို့ဆင်လာခဲ့ပါတယ်။ဒါကစတူဒီတာပြင်းတဲ့တဲလေးပါ။ဒီတွေစတိုက်လာနေတော့သူတို့လည်းလက်မလဲဖြစ်နေပါတယ်။ဒီမှာဘလို့ပြင်လဲဆိုရင်တော့ပထမဆုံးသူ့ဖူးရဲ့ကော်ပီရဲ့ပြီးတော့အရေးကတက်တုံဖြူစားအချို့မုံကိုတခါလေးရောထားတဲ့အရေးပေါ့နော်ရှမ်းတောင်ကလူတွေကတော့သိကြပါတယ်နောက်ဆုံးမှာတော့ငရုတ်တီနဲ့အယောင်နဲ့ရောထားတဲ့စီချက်ကလေးကိုထည့်လိုက်ပါတယ်ဒါဆိုရင်တော့ထုတ်ဘူးတုတ်တပွဲရပါပြီပြီးတော့ဒီတုတ်ဘူးကိုလည်းသူတို့ကိုယ်တိုင်ကြိုးရလို့ပြောပါတယ်နောက်တစ်ပွဲပါပြောဒီတစ်ပွဲကဘေးရကလေးလေးတွေဖြစ်နေတာပေါ့နော်မာငွေပြီးထဲမလားလို့မေးနေတာပါဒီရငွေပြီးစားခြင်းပဲမစားနိုင်မှာဆိုလို့ဆိုပြီးတော့စီချက်မထည့်ပဲရိုးရိုးလေးပဲပြင်ပေးလိုက်တာလေးပေါ့နော်ကြည့်လိုက်တော့ဘာမှမပါလို့ထင်ရပြီမဲ့ဒီတော့ဘူးတော့ကတကယ်အရန်ကိုစားလို့ကောင်းပါတယ်ဒီတော့ပြန်လာလေးနဲ့ကြည့်ပြီးပြီဆိုတော့နောက်ဆုံးမှာတရားနာရဲ့ချိန်ရောက်ပါပြီပြီးတော့တရားနာဖုံဖုံကတော့ပြီးတော့ပြန်ပါပြီဒါကအပြန်လမ်းမြင်ကွင်းလေးပါဒီနေ့ရဲ့ကျောင်းကတော့တာရင်ရှမ်းတောင်တော့ဘူးတော့3ပွဲစားခဲ့တဲ့အမှတ်စီရတာတော့ဒီလောက်ပါပဲဗီဒီယိုတွေမှာပြန်တွေ့ဖို့ subscribe follow နဲ့ like and share လေးလုပ်သွားလို့ရတယ်နော် bye